အထက်တန်းကျောင်းဘတ်စကတ်ပွဲတစ်ခုမှာတော့ဝူအသင်းကစတာအသင်းကိုရှုံးနေပါတယ်။ပွဲပြီးဖို့44စက္ကန့်လိုတော့မယ့်အချိန်မှာနီးပြကဒင်ကိုဘောလုံးယူပြီးနိုင်ပွဲအတွက်မန်ဆွန်စီကိုပေးဖို့ညွှန်ကြားလိုက်ပါတယ်။ကောင်လေးတွေကဒီပြွာတိုင်းကစားခဲ့ကြပြီးမကြခင်မှာပဲမန်ဆွန်က2မှတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ပြည်သက်တွေကြားထဲကမီးလောင်ထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်ပြီးသူ့အာယုံတွေနောက်သွားပါတယ်။ပွဲကဆက်လက်ကျင်းပနေပြီးဒင်ကမန်ဆွန်စီကိုဘောလုံးတစ်ခါထပ်ပေးလိုက်ပါတယ်။သူကနောက်ဆုံးစက္ကန့်မှာဘောလုံးကိုပစ်လိုက်တဲ့အချိန်မှာပဲမီးလောင်ထားတဲ့သူကသူ့ရှေ့ပေါ်လာပြီးလက်မဲကြီးနဲ့ဖမ်းလိုက်တာကိုထိတ်လန့်ဖွယ်တွေးလိုက်ရပါတယ်။အဲ့ဒီအချိန်မှာပဲဘောလုံးကဂိုးဝင်သွားပြီးဝူအသင်းကအနေရရှိတဲ့အတွက်ကြောင့်မန်ဆွန်ကိုပျော်ရွှင်နေတဲ့အသင်းပေါ်တွေကဝိုင်းအောင်လာကြပါတယ်။ထိတ်လန့်နေတဲ့မန်ဆွန်ကတော့အဝေးလဲခန်းစီသွားပြီးသူ့ဗီဒီယိုကိုဖွင့်လိုက်တဲ့အချိန်မှာလက်မောင်းတွေမှာကြက်သိန်းတွေထနေပါတယ်။သူဟာဗီဒီယိုရဲကပစ္စည်းတွေကိုဆွဲထုတ်လိုက်ရနောက်ဆုံးမှာထူးဆန်းတဲ့ပစ္စည်းတစ်ခုထွက်လာပါတယ်။အဲ့ဒီပစ္စည်းကတော့ရှေ့အောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။အတန်တစ်ခုကသူ့နာမည်ကိုတိုးတိုးလေးခေါ်နေချိန်မှာမက်ဆွန်ကအလေးလုံးတစ်ခုကိုလိမ့်ရှာနေပါတယ်။အဲ့ဒီချိန်မှာပဲမီးလောင်ထားတဲ့လူကအခန်းထဲကိုဝင်လာတာကြောင့်မက်ဆွန်ကအချိန်နည်းနည်းလေးလောက်ထပ်ပေးဖို့တောင်းပန်ပြီးအဲ့ဒီရှေ့အောင်ပစ္စည်းကိုအလေးလုံးနဲ့ပစ်ပေါက်ကအစိမ့်စိမ့်မမဖြစ်အောင်ရိတ်ခွဲလိုက်ပါတယ်။အဲ့ဒီနောက်တကားဝါကိုကြည့်လိုက်တဲ့အခါသူ့အသင်းသားတွေဝင်လာပါတယ်။ဒါကြောင့်သူဟာစိတ်သက်သာရသွားပါတယ်။နောက်ပဲရေချိုးကိုင်းတဲ့မက်ဆွန်ဟာအတန်တစ်ခုကြားလို့ငုံကြည့်လိုက်တဲ့အခါသူ့ခြေထောက်အောက်မှာမီးခိုးတွေထွက်နေပါတယ်။သူနောက်ကိုကြည့်လိုက်တဲ့အခါမှာတော့မီးလောင်ထားတဲ့လူကသူ့လယ်ပင်ကိုဖမ်းညစ်လိုက်ပြီးမက်ဆွန်ကိုလောင်ကျွမ်းသွားအောင်ပါဇက်ထဲကိုလက်တစ်ဖက်ထိုးထည့်လိုက်ပါတယ်။သူ့တင်းဘော်တွေကအော်တန်ကြားလို့ရေချိုးခိုင်းတဲ့ဝင်လာတဲ့အခါမက်ဆွန်တယောက်မီးလောင်ပြီးတေဆုံးနေတာကိုတွေ့လိုက်ရပါတယ်။ရှောက်လာကြမှာတော့ခရစ်ကသူမရဲ့ဝမ်းခွဲအိမ်ကိုပြောင်းရွှေ့လာပါတယ်။သူမကဗရင်းပေါက်နားမှာပုံဆွဲနေရုတ်တရက်စိတ်လွင့်သွားပြီးအတွေးဆိုးတွေဝင်ရောက်လာကမြေပြင်ကိုစိတ်ကြည့်နေမိပါတယ်။ကံကောင်းထောက်မစွာနဲ့ပဲသူမရဲ့ဝမ်းကွက်အကိုရီကအထုပ်ပိုးတွေကူတယ်ပေးဖို့ပြောလိုက်တာကြောင့်တတိပြန်ဝင်လာပါတယ်။ကျောင်းရောက်တဲ့အခါမှာတော့ရီကခရစ်ကိုကျောင်းအနှံပြီးအယ်လီဆိုတဲ့မိန်းကလေးတစ်ယောက်နဲ့အကြည့်ချင်းဆောင်ခဲ့ကြပါတယ်။ခရစ်ကိုမြင်းလို့ရေးထားတဲ့ဗီဒီယိုတစ်လုံးကိုပေးလိုက်တာကြောင့်အဲ့ဒါကမက်ဆွန်ရဲ့နှံမဲပြောင်ဖြစ်ကြောင်းရီကရှင်းပြပါတယ်။ရုတ်တရက်ဒင်းရဲ့အသင်းဖော်တွေကခရစ်ကိုဝိုင်းလာပြီးဒါကမက်ဆွန်ကိုလေးစားတဲ့အနေနဲ့ဒီဗီဒီယိုကိုအသုံးမပြုသင့်ဘူးလို့ပြောပါတယ်။ဒင်းရဲ့ရီစာ Grace ကလည်းဒီဗီဒီယိုကအရန်ဟောင်းနေပြီဖြစ်လို့ဗီဒီယိုတွေအားလုံးကတေပြီးသားသူတွေရဲ့ပစ္စည်းတွေပါလို့ဝင်ပြောပါတယ်။ရီက Grace ကိုလက်ငေါ့ဖို့စူးစမ်းနေချိန်မှာဒင်းကခရစ်ထားចောင်းသားသိဖြစ်နေမှန်းသိသွားပြီးသူမကကိုယ့်အဖေကိုတတ်တဲ့မူရစ်စေစကန်ကထွက်လာတဲ့ကောလာဟာလာတွေကိုပြောဆိုပါတော့တယ်။အဲလီကကြားဖြတ်ပြီးဒင်းရဲ့ရက်ဆက်မှုတွေကိုပြောဆိုတားမြစ်လိုက်ပါတယ်။ဒါပေမဲ့ဒင်းကခရစ်ကိုဆက်ပြီးလှောင်ပြောင်းနေတာကြောင့်ခရစ်ကသူမရဲ့ပေါင်ကြားကိုကန်လိုက်ပါတယ်။ဆရာခရီဘင်ကဇင်းကြံလမ်းမှာစူးညောင်လုပ်တဲ့ခရစ်ဒင်းနဲ့ဂရစ်တို့ကိုအပြစ်ပေးပါတယ်။ကျောင်းစင်းချိန်မှာသူတို့ကိုထိမ့်သိမ်းထားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲလီကခရစ်ဘက်ကနေကာကွယ်ပေးဖို့ကြိုးစားတဲ့အခါသူမပါအပြစ်ပေးခံလိုက်ရပါတယ်။အဲဒီနောက်အယ်လီနဲ့ခရစ်တို့မိတ်ဖွဲ့ဖို့ကြိုးစားပေမဲ့ခရစ်ကတော့သူမရဲ့အကူအညီမလိုကြောင်းပြန်ပြောပါတယ်။အယ်လီထွက်သွားပြီးတဲ့နောက်ခရစ်ကဗီဒီယိုကိုဖွင့်ကြည့်လိုက်တဲ့အခါမက်ဆွန်ရဲ့ပစ္စည်းအနှဲငယ်ကိုတွေ့ရပါတယ်။အဲဒီမှာထူးဆန်းတဲ့ရှေ့အောင်ပစ္စည်းတွေပါဝင်နေတာကိုတွေ့လိုက်ရပါတယ်။တိုးတိုးလေးပြောနေတဲ့အတန်တွေကိုကြားလိုက်တာကြောင့်ခရစ်ကပစ္စည်းကိုဖွင့်ကြည့်လိုက်ရာထူးခြားတဲ့ဝီစီတစ်ခုကိုတွေ့ရပါတယ်။သူမကအဲ့ဒီဝီစီကိုမှတ်လိုက်တော့ပဲအချိန်မှာပဲကျောင်းတက်ခေါင်းလောင်းတန်မိလာတာကြောင့်အတန်းတဖို့ထွက်သွားပါတယ်။မိုးလွယ်ပိုင်းမှာခရစ်ကအပြည့်ပေးခံရတဲ့အတွက်အခန်းကိုနောက်ကျပြီးမှရောက်လာပါတယ်။သူမကစပွဲပေါ်ကိုအိတ်လိုက်တင်လိုက်တဲ့အချိန်မှာရှေ့အောင်ပစ္စည်းနဲ့ဝီစီကအိတ်ထဲမှာလိမ့်ထွက်လာပါတယ်။ဒင်ကအဲ့ဒါကိုစေးတံထင်းပြီးတော့ဆရာခရစ်ဘင်ကိုတင်လိုက်တာကြောင့်ဆရာကဝီစီကိုအနီးကပ်ကြည့်ရှုနေပါတယ်။သူကအဲ့ဒါကဂီတဒုတိယတစ်မျိုးဖြစ်ကြောင်းနဲ့အောက်ရှင်မှာထွင်းထူထားတဲ့စာတောင်းတွေကြောင့်မာယန်ဘာသာစကားဖြစ်ကြောင်းသူကပြောပြပါတယ်။ဆရာခရစ်ဘင်ကဒီသင်္ကေတတွေကိုဖတ်ပြပြီးဂရိကဘာသာပြန် website မှာရိတ်ထည့်ကြည့်လိုက်တဲ့အခါတေမင်းကိုခေါ်ယူရှင်းတော့အထိပ္ပယ်ရကြောင်းသိလိုက်ရပါတယ်။တမိုင်းဝင်တန်ဖိုးရှိမရှိသိရှင်တာကြောင့်ဆရာခရစ်ဘင်ကခရစ်ဟာဒီကျောင်းမိန်ဗီဒီယိုထဲမှာတွေ့ရဖြစ်တဲ့အတွက် DVC ကိုသူပဲတိမ့်သိမ်းသားမယ်လို့ကြေညာလိုက်ပါတယ်။ဒါအပြင်ဆရာကသူတို့ကိုအိမ်ဆော့ဆော့ပြန်ဖွင့်ပေးလိုက်ပေမဲ့အစားထိုးအနေနဲ့ရှေ့ဟောင်းမီဆိုအမေရိကအကြောင်းကိုစာရန်တစ်စောင်ရေးခိမ့်ပါတယ်။ကလေးတွေထွက်သွားပြီးတဲ့နောက်မှာတော့ဆရာခရစ်ဘင်ကအွန်လိုင်းမှာရှေ့အောင်ပစ္စည်းတွေကိုလက်ရှာကြည့်လိုက်တဲ့အခါမှာတော့ DVC ဟာအရန်တန်ဖိုးကြီးတဲ့အကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။သူက VC ကိုရောင်းဖို့လုပ်နေတော့မှပဲသူ့နာမည်ကိုတိုးတိုးလေးခေါ်တန်ကြားလိုက်တာကြောင့် VC ကိုမှုတ်ကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ခရစ်ဘင်က VC ကိုမှုတ်လိုက်တဲ့အချိန်မှာပဲ brain box မှန်နေအကွဲသွားပါတယ်
ဒီဖြစ်ရဲ့ကြောင့်သူအရန်တုံလှုပ်သွားပြီးဝေစီကိုချထားအိတ်ကအခန်းထဲကမထွက်ခင်မှာ website ပေါ်မှာအယောင်တင်ထားတာကိုအတည်ပြုလိုက်မိပါတယ်အပြင်ရောက်တဲ့အခါမှာတော့ Gray ကလူရင်းကိုနောက်မှဆောင်ဖို့ဖိတ်လိုက်ပါတယ်အခြားသူတွေထွက်သွားပြီးတဲ့နောက် Ray က Gray ရဲ့ဖခင်နဲ့ပတ်သက်တဲ့ကိစ္စကသူမရဲ့အမှားမဟုတ်ကြောင်းပြောရှင်ပေမဲ့သူမကတော့အဲ့ဒီအကြောင်းကိုပြောရှင်ပါဘူးအဲ့ဒီအချိန်မှာ Ray ကတခုခုမေ့ကြံခဲ့တယ်ဆိုပြီးအတန်းနဲ့ပြန်ပြေးဝင်လာပါတယ်သူမပြန်ရောက်သွားတဲ့အခါမှာတော့ Craven ရဲ့ laptop ဖွင့်နေပြီးရှေ့အောင်ပစ္စည်းဈေးနှုန်းပြသထားတာကိုတွေ့လိုက်တဲ့အတွက်အကြံတစ်ခုရသွားပါတယ်။တစ်ဖက်မှာလည်း Chrissy ကို Noah ဆိုတဲ့လူကရောက်ရှိလာပြီးသူ့ကိုယ်သူလူငယ်အသင်းဥက္ကဋ္ဌဆရာလိုမိတ်ဆက်ပါတယ်။သူက Chris ကိုဖျားเจ้าကိုလာဖို့ဖိတ်ခေါ်ရင်းနဲ့ပျော်ရွှင်စေတဲ့ဆေးမုံတွေကိုရောင်းဖို့စ조사ပြီးအစတန်းတောက်ကြည့်ဖို့လက်ဆောင်တော်ပေးခဲ့ပါတယ်။အဲ့ဒီချိန်မှာ Rebian ရောက်လာပြီးသူ့ဝမ်းခွဲညီမနာက Noah ကိုတွန်းထုတ်လိုက်ပါတယ်။ဒါပေမဲ့နွားကအလွယ်တကူပဲကားပေါ်ကိုပြန်တွန်းထုတ်လိုက်ပါတယ်။ပြီးတဲ့နောက်ဓာတ်တစ်ချောင်းကိုထုတ်ယူလိုက်ပါတယ်။ပြီးတဲ့နောက်မှာတော့ဖျားသခင်အကြောင်းကိုပြောဆိုပြီးခရစ်အကူကြီးလို့ရင်သူအမြဲရှိနေမှာဖြစ်ကြောင်းနွားကပြောပြီးထွက်သွားပါတယ်။နွားဟာဖျားเจ้าကလာတဲ့ကလေးတွေကိုတရားမဝင်မူရစ်စေးရောင်းနေတဲ့သူဖြစ်ပါတယ်။လွန်ခဲ့တဲ့တစ်နှစ်ကလေးကကလေးတစ်ယောက်ဟာဆေးလွန်ပြီးတေဆုံးခဲ့မှုကြောင့်ရီကရှင်းပြပါတယ်။ညနေပိုင်းမှာတော့ဆရာဂရေဗင်ဟာရှေ့အောင်ပစ္စည်းဘူးတွေကဘာမှမရှိတော့တာကိုတွေ့လိုက်ရပါတယ်။သူကဝီစီကိုနေရာအနှံ့လိုက်ရှာပေမဲ့မတွေ့ပါဘူး။အဲ့ဒီနောက်သူအတန်တစ်ခုကိုကြားလိုက်လို့တန့်ချင်းရဲ့တမားထင်ပြီးဇင်းကြံလန်းကိုထွက်ကြည့်တဲ့အခါမှာတော့မှောင်ရိပ်ထဲမှာထူးဆန်းတဲ့ပုံရိပ်တစ်ခုရက်နေတာကိုတွေ့ရပါတယ်။ရုတ်တရက်ခရီဘင်ရဲ့ပခုံးကိုလက်တစ်ဖက်လာတင်တာကြောင့်သူလန့်သွားပေမဲ့အဲ့ဒါကတန့်ချင်းရဲ့တမားပဲဖြစ်နေပါတယ်။ထူးဆန်းတဲ့ပုံရိပ်ကတော့ပျောက်သွားပြီဖြစ်တာကြောင့်ခရီဘင်ကသူ့စိတ်ထင်လို့ပဲလို့မှတ်ယူလိုက်ပါတယ်။အတန်းနဲ့ပြန်ဝင်တဲ့အခါမှာတော့သူကမသိန်းကားစရာတစ်ခုကိုခန်းစားနေရပါတယ်။နောက်ကိုလှည့်ကြည့်လိုက်တဲ့အခါမှာတော့ဗဇက်ကနေထူးဆန်းတဲ့အရေးတွေထွက်နေတဲ့ကြောက်စရာကောင်းတဲ့တတော်ကြီးကိုတွေ့လိုက်ရပါတယ်။အဲဒီတတော်ကခရီဘင်ကိုလက်နှစ်ဖက်နဲ့ထိုးပေါက်ပြီးအဆုပ်ကိုညှစ်ထုတ်ကတက်ပစ်လိုက်ပါတယ်။တန်းရှိသမားကတကားဝါကိုဖျက်ချောက်သွားပေမဲ့ဘာမှမမြင်ရပါဘူး။ခရီဘင်တေဆုံးပြီးတဲ့နောက်မှာတော့သူ့ပါဇက်ထဲမှာအဲ့လိုအရေးတွေထွက်လာပြီးသူဟာလည်းတတော်ကြီးအဖြစ်အသွင်ပြောင်းကလဲကျသွားပါတယ်။ခရီရဲ့အိမ်မှာတော့ရီကဝီစီခိုးလာကြောင်းပြောပြပါတယ်။ခရစ်ကအဖွက်နဲ့ရောနောမနေရှင်ပေမဲ့သူမရဲ့ပေါင်ထဲကိုစီးချိုစေးထိုးလိုက်တဲ့အယ်လီကိုမကြည့်ရှင်ပဲဖြစ်နေပါတယ်။ဂရိတ်ရဲ့လက်မောင်းမှာတင်မီကသူ့ကိုပါတီပွဲမှာရှောင်းကြည့်ဖို့ကြိုးစားပေမဲ့ဂရိတ်ကသူ့အခန်းပြန်ဝင်ခိုင်းပါတယ်။ခရစ်ကပြန်တော့မဲ့အချိန်မှာပဲအယ်လီကဆက်နေဖို့ဖြောင်းဖြပါတယ်။အဲ့ဒီအချိန်မှာပဲဒင်ကဂရိတ်ကိုဝီစီမှုတ်ကြည့်ဖို့စိန်ခေါ်ပါတယ်။သူကဝီစီကိုမှုတ်လိုက်တဲ့အခါမှာတော့နာကျင်စရာကောင်းတဲ့အတန်နဲ့ကြီးထွက်ပေါ်လာတာကြောင့်လူတစ်သိန်းဟာနားကိုပိတ်ထားရပါတယ်။အတန်ငိန်သွားတဲ့အခါမှာတော့ဒင်ကတခုခုကြားရသလားလို့လူရင်းကိုတိတ်တိတ်နေဖို့ပြောပေမဲ့အမှန်တကယ်တော့သူကလေလေတာဖြစ်ပါတယ်။အဲ့ဒီနောက်ခရစ်လည်းပြန်သွားပါတယ်။ဒါကြောင့်ယ်လီကခရစ်နောက်ကိုလိမ့်သွားပြီးရိတ်သိမ်းပွဲတော်ကိုအတူသွားဖို့ဖိတ်ပါတယ်။ခရစ်ကသဘောတူလိုက်တဲ့အခါမှာယ်လီကပြန်ထွက်သွားပါတယ်။အဲ့ဒီနောက်ခရစ်ကရီကိုယ်လီကယောက်ျားလေးတွေကြိတ်ထားလားမိန်းကလေးတွေကြိတ်ထားလားလို့မေးပေမဲ့ရီကတော့မသိပါဘူး။အဲရောက်တဲ့အခါမှာတော့ခရစ်က LEC ကိုဘယ်လိုစာပို့ရမလဲလို့တွေးနေပေမဲ့ဘယ်စာကိုမှစိတ်တိုင်းမကြဖြစ်နေပါတယ်။ရုတ်တရက်ဗရင်းမောက်အပြင်ဖက်မှာတော့တစ်ပင်ပေါ်မှာလူတစ်ယောက်ရက်နေတာကိုမြင်လိုက်ရပါတယ်။သူမကအရန်ကြောက်သွားပေမဲ့ရီအခန်းထဲကိုဝင်လာပါတယ်။သူမတစ်ပင်ကိုပြန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့လူကပျောက်သွားပါပြီ။အဲ့ဒီချိန်မှာပဲခရစ်ရဲ့ဖုန်းက LEC ကစာဝင်လာလို့မြည်လာပြီးသူမကမတော်တဆပို့မိသွားတဲ့အရှိစာကြောင်းလေးကြောင့်စိုးရိမ်နေပါတယ်။ဒါပေမဲ့ယ်လီကအဲ့ဒီစာကိုသဘောကျနေပုံရတာကြောင့်ရီကခရစ်ရဲ့ဖုန်းကိုယူပြီးသူ့မဝမ်းခွဲအတွက်ရှစ်စရာကောင်းတဲ့စာတစ်စောင်ပြန်ပို့လိုက်ပါတယ်။တင်လည်းပြန်သွားပြီးတဲ့နောက်မှာတော့ဂရိတ်ကလည်းသူမရဲ့စာရန်ကိုစတင်ရေးသားပါတယ်။သူမကအတန်ရီနဲ့တယောက်ကသူမနာမည်ကိုခေါ်နေတာကိုခဏခဏကြားနေရပါတယ်။ဒါပေမဲ့ဒါကတင်ပြီးကသူမကိုစားနောက်နေတာလို့ထင်နေပါတယ်။သူမမောင်လေးကအခန်းမိပိတ်သွားတာကိုမြင်လိုက်တဲ့အခါမှာတော့ဒါကတင်ပြီးလောက်တာမဟုတ်မှန်သိလိုက်ရပါတယ်။ရုတ်တရက်ကြောက်စရာကောင်းတဲ့တတော်ဝါတကောင်ကသူမနောက်ကပြေးသွားပြီးသူမနာမည်ကိုထက်ခေါ်တန်ကြားရပါတယ်။သူမကအတန်ကြားရနောက်ကိုလိမ့်သွားပြီးပရိဘောဂတွေနောက်မှာခြားကြည့်ပေမဲ့ဘာမှမရှိပါဘူး။အဲ့ဒီအချိန်မှာပဲကြောက်စရာကောင်းတဲ့လက်ဘက်ကသူမကိုထိလိုက်တာကြောင့်လက်ကြည့်လိုက်တဲ့အခါမှာတင်မီကိုပဲတွေ့ရပါတယ်။ဒါပေမဲ့တင်မီကသူမကိုလှမ်းထိနေတဲ့အကွာအဝေးမှမရှိဘူးဆိုတာကိုဂရိတ်တီးထားမိပါတယ်။နောက်တစ်နေ့မနေ့မှာအကြောင်းကြီးကကျောင်းသားတွေကိုစုဝေးစေပြီးဆရာခရီဘင်ကအဆုတ်ကင်စာနဲ့ဆုံးသွားကြောင်းတတိပေးပါတယ်။ယ်လီဟာသူမရှိကမိန်းကလေးတယောက်တုံးရင်နေတာကိုတတိထားမိပြီးအဲ့ဒီမိန်းကလေးရဲ့လေဘင်းကရုတ်တရက်ကျိုးသွားပါတယ်။အဲ့ဒီမိန်းကလေးကသူမရဲ့ကြောက်စရာကောင်းတဲ့မျက်နှာကိုနောက်လှည့်ပြပြီးယ်လီရဲ့နာမည်ကိုတူတိုးလေးခေါ်နေပါတယ်။အဲ့ဒီချိန်မှာဂရိတ်ကခရစ်ကိုဝီစီပေးလိုက်တာကြောင့်ယ်လီရဲ့အရှားအာယုံလေးစီရောက်သွားပြီးအသိပြန်ဝင်လာပါတယ်။အခုကြောက်စရာကောင်းတဲ့မိန်းကလေးကပျောက်သွားပါပြီ။
အတန်းပြီးတဲ့နောက်မှာတော့အယ်လီနဲ့ခရစ်တိုဟာမက်ဆွန်ရဲ့မိသားစုတွေဝီစီကိုပြန်လို့ရှင်လို့ပဲလို့တွေးပြီးမက်ဆွန်အိမ်ကိုသွားကြပါတယ်သူတို့တကားကိုခောက်လိုက်တဲ့အခါတကားကပွင့်နေတာကိုတွေ့ရပါတယ်မင်းကလေးတွေကအိမ်ထဲကိုဝင်သွားတဲ့အခါရှီအောင်တချင်းတန်တွေကြားရပြီးအိမ်ထဲမှာရှီအောင်ပစ္စည်းတွေပြင်ဆင်နေတာကိုသတိထားမိပါတယ်ရုတ်တရက်မက်ဆွန်ရဲ့အဖွာအိမ်ဘီကသူတို့နောက်ကပေါ်လာပြီးနှုတ်ဆက်ခြင်းမရှိပဲဘန်ကအိမ်ကိုတိမ့်တော်မယ်ဖြစ်ကြောင်းဒေါသတကြီးပြောနေပါတယ်သူမဟာကဘာအနှံ့လိမ့်လေပြီးရှေးဟောင်းပစ္စည်းတွေကိုစုဆောင်ခဲ့တာကြောင့်မတူညီတဲ့ယဉ်ကျေးမှုတွေနဲ့တေရှင်းတရားတွေကိုရှုမြင်နေတယ်လို့သူကရှင်းပြပါရယ်။စပွဲပေါ်မှာတော့ဆေးပလင်းတွေအများကြီးရှိနေတာကိုတွေ့ရပါတယ်။ခရစ်ကဝီစီကိုပြန်ပေးဖို့ကြိုးစားပြီးဒါကိုမက်ဆွန်ရဲ့ဗီဒီယိုထဲမှာတွေ့ခဲ့တာလို့ပြောတဲ့အခါအိမ်ရီကအမှန်တော့ဒီဝီစီကမက်ဆွန်နဲ့သူမကိုရှာတွေ့ခဲ့တယ်လို့ခရစ်ကိုလည်းရှာတွေ့ခဲ့တာပါလို့ပြန်ပြောပါရယ်။လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကအိမ်ရီကဂါတင်မာလာနိုင်ငံမှာလမ်းကြားလေးတစ်ခုမှာဒီဝီစီကိုရခဲ့တာပါ။အဲ့ဒီချိန်မှာစပြီးဒီဝီစီဟာသူမရဲ့သမီးတမက်နဲ့မြေးဖြစ်သူကိုတပ်ပစ်ခဲ့တာပါဝီစီဘောကတင်ကေတာတွေရဲ့တကယ်အတိတ်ပဲကတော့မင်းရဲ့တေချင်းတရားကိုခေါ်ယူခြင်းလို့ဖြစ်ပါတယ်လူတယောက်မွေးဖွားလာတဲ့အချိန်မှာတေချင်းတရားကအတူမွေးဖွားလာတာဖြစ်ပြီးလူတယောက်တတ်မှတ်ထားတဲ့အချိန်မှာတေကြရတာဖြစ်ပါတယ်ဒါပေမဲ့ဒီတယောက်ကဝီစီတန်ကိုကြားလိုက်တဲ့အခါမှာတော့သူတို့ရဲ့တေချင်းတရားကစောစောရောက်လာပြီးသူတို့ရဲ့ခန္ဓာကိုယ်ကိုဘူလာတရားမဲ့ပုံစံအတိုင်းဖြစ်သွားစေတာပါအိမ်ဘီကဒီဝီစီကိုခရစ်စီကိုပြန်ပေးလိုက်ပြီးဒါကိုသူမဘယ်တော့မှမယူခဲ့သင့်ဘူးလို့ပြောလိုက်ပါတယ်။ညနေပိုင်းမှာတော့မိန်းကလေးတွေဟာစေးရုံရဲ့မှတ်တမ်းခန်းထဲကိုဝင်သွားကြပါတယ်။အယ်လီကမက်ဆွန်ရဲ့ရေရှိုးခန်းထဲမှာမီးလောင်သေဆုံးသွားတာဖြစ်ပေမဲ့ဓာတ်ငွေယိုစိမ့်မှုကြောင့်အပြစ်ပုံချတာထူးဆန်းတယ်လို့ပြောပါတယ်။သူတို့ကဖိုင်တွေကိုစစ်ဆေးကြည့်တဲ့အခါမက်ဆွန်ရဲ့ရုပ်အလောင်းကအရန်ကိုမီးလောင်ကျွမ်းနေတာကြောင့်သွားတွေကိုကြည့်ပြီးမှမီတူမီဝါဖြစ်ကြောင်းအတည်ပြုနိုင်တယ်လို့သူကသိလိုက်ရပါတယ်။အဲ့ဒီချိန်မှာတယောက်ကအခန်းထဲဝင်လာတာကြောင့်မင်းကလေးတွေဟာပုံနေလိုက်ပါတယ်။မန်ဆုံရဲ့စာရွက်တွေပြုတ်ကျသွားပြီးခရစ်ကအဲ့ဒီစာရွက်တွေကိုကောက်ယူနိုင်ခဲ့ပါတယ်။အဲ့ဒီစာရွက်မှာရုပ်လောင်းရဲ့အယိုးတိဆောက်ပုံအရသူဟာအသက်40ကျော်မှရရှိခဲ့တာဖြစ်ကြောင်းရေးသားထားတာကြောင့်အိမ်ဘီပြောတဲ့စကားတွေဟာကိန်းညီနေပါတယ်။ဒါကမန်ဆုံအသက်40ကျော်မှတန်းခွေကိုစိမ့်ပြီးတေးရမှာဖြစ်ပြီးခရဘင်ကတော့နောက်တစ်ချိန်မှာကင်ဆာနဲ့တေးရမှာလို့ဆိုလိုပါတယ်။မင်းကလေးတွေကတော့ကြံတဲ့သူတွေကိုတတိပေးဖို့လိုတာကြောင့်ဝန်ထမ်းတွေကျမ်းပြင်ပေါ်ကကြံတဲ့စာရွက်တွေကိုမတွေ့ခင်မှာခိုးထွက်ခဲ့ကြပါတယ်။ရိတ်သိမ်းပွဲတော်မှာတော့လူတိုင်းကဝစ်စုံတွေဝစ်ထားကြပါတယ်။ဘီကဂရိတ်ကိုလိတ်ချပြီးသူမကြိတ်နေတဲ့အကြောင်းနောက်ဆုံးဖွင့်ပြောခဲ့ပေမဲ့သူမကတော့အေးအေးဆေးဆေးပဲညင်းပယ်လိုက်ပြီးသူမပါကိုနန်းကသူမရီးစားနောက်ကိုလိတ်သွားပါတယ်။တင်းကရီရဲ့ရိတ်စုံကိုလောင်ပြောင်းတာကြောင့်ရီကဒါကိုမေ့ပစ်ဖို့ရဲတောက်လိုက်ပါတယ်။အယ်လီနဲ့ခရစ်တို့ရောက်လာတဲ့အခါနိုအာကသူတို့ကိုလိတ်နှောက်ချက်ပြီးဆဲဆိုခဲ့တာကြောင့်အယ်လီကသူတို့ပေါင်ကြားကိုကန်လိုက်ပါတယ်။နိုအာကဓားထုတ်လိုက်ပေမဲ့ခရစ်ကလက်နဲ့တက်နှင်းပြီးဓားကိုလူယူလိုက်ပါတယ်။သူမကဓားနဲ့နှာခေါင်းကိုတို့ပြီးဆေးလုံတေဆုံးခဲ့တဲ့ကလေးအကြောင်းကိုပြောပြပါတယ်။နိုအာကဘာမှမသိဘူးလို့ညင်းတာကြောင့်ခရစ်ကသူ့နှာခေါင်းကိုဓားနဲ့လှီးလိုက်မှဓားကိုလွှတ်ပစ်လိုက်ပါတယ်။တစ်ဖက်မှာလည်းဒင်းနဲ့ဂရိတ်တို့ဟာဝစ်စုံဝစ်ထားတဲ့ဝန်ထမ်းတွေခဏခဏလာလျှောက်တဲ့တရေကိုဝင်ကဘာတဲကလမ်းခွဲပြီးတော့လိတ်သွားကြပါတယ်။ဒင်းကဘီးတစ်ခုကိုတွေ့ပြီးလှည့်ကြည့်လိုက်တဲ့အခါမင်းရဲ့ကံကြမ္မာကိုမင်းကိုယ်တိုင်ဆုံးဖြတ်ရမယ်ဆိုတဲ့ရလဒ်ထွက်လာပါတယ်။စင်းကြံလန်းတွေတဲကတခုမှတော့ဂရိတ်ဟာနဲ့ရောင်ကြီးတွေဝိုင်းရံထားတဲ့အဖွားကိုတယောက်ကိုတွေ့လိုက်ရပြီးထိတ်လန့်သွားပါတယ်။သူမကဒင်းကိုလှမ်းခေါ်ရင်ထွက်ပြေးပေမဲ့အဲ့ဒီအဖွားကိုပဲထပ်တွေ့နေရပါတယ်။သူမချက်ချင်းပြေးသွားပြီးဒင်းကိုအကူကြီးလှမ်းတောင်းပေမဲ့ဒင်းကတော့ဒါဟာဝစ်စုံဝစ်ထားတဲ့ဝန်ထမ်းတွေလို့ထင်ပြီးသူမကိုရဲစရာလုပ်နေပါတယ်။ရုတ်တရက်အဖွားကဂရိတ်ကိုလန့်အောင်လုပ်လိုက်တာကြောင့်သူမလဲကျသွားပြီးဖုံးမှာပြုတ်ကျသွားပါတယ်။အဖွားကသူမနောက်ကိုလက်ညှိုးညွှန်ပြလိုက်တာကြောင့်ဂရိတ်ကကော်ပြားတစ်ခုကိုကောက်ကန်ပြီးနောက်ကိုလှည့်ကြည့်တဲ့အခါအဲ့ဒီအဖွားကိုပဲထပ်တွေ့ရပါတယ်။သူမအော်ဟစ်ပြီးကော်ပြားနဲ့ရိတ်ချလိုက်ရာအဖွားကိုလည်းလဲကျသွားပါတယ်။ဂရိတ်သတိပြန်ဝင်လာပြီးသူမရဲ့သွေးထွက်နေတဲ့နှစ်ဖူးကိုစမ်းကြည့်လိုက်တဲ့အခါမှာတော့သူမမှလည်းအဲ့ဒီတတဝါမှာရထားတဲ့ဒဏ်ရာမျိုးတစ်ခုရနေတာကိုသတိထားမိပါတယ်။အဲ့ဒီခါမှာတော့အဖွားကပြုံးပြပြီးခန္ဓာကိုယ်ကိုလန်ချိုးလိုက်ကထားရလိုက်ပါတယ်။သူမကဂရိတ်နောက်ကိုစတင်လိုက်လံဖမ်းဆီးလေရာဂရိတ်ကလည်းအစွမ်းကုန်ပြေးပါတော့တယ်။ဒင်းကဂရိတ်ဖုံးမကိန်တဲ့အတွက်ကြောင့်စိုးရင်ပြီးလိမ့်ရှာနေပါတယ်။ဂရိတ်ဟာလမ်းပိတ်နေတဲ့နေရာတနေရာကိုရောက်သွားလို့ထိတ်လန့်နေပေမဲ့ကံကောင်းစွာနဲ့ပဲနန်းရံတွေကလွှတ်ဝက်ဥမင်တစ်ခုကိုတွေ့လိုက်ရပါတယ်။သူမကအဲ့ဒီတဲကိုတွားသွားဝင်သွားပေမဲ့အဖွားကမကြခင်မှာပဲနောက်ကလိုက်လာပြီးဂရိတ်ရဲ့ခြေချင်းဝတ်ကိုဖမ်းကသူမရဲ့ကြောက်စရာကောင်းတဲ့လက်ယိုးနဲ့ဂရိတ်ရဲ့ပေါင်ကိုထိုးလိုက်ပါတယ်။နောက်ပြီးသူမကဂရိတ်ရဲ့လက်ဘင်းကိုလက်ထည့်ထားတာကြောင့်ဂရိတ်ရဲ့ခန္ဓာကိုယ်ကစတင်ပြောင်းလဲလာပါတယ်။ရုံးကန်ပြီးတဲ့နောက်မှာတော့ဂရိတ်လွတ်မြောက်သွားပြီးဝင်ကဘာရဲ့အလဲဘူကိုရောက်သွားတဲ့အထိဆက်သွားပါတယ်။ကံမကောင်းစွာနဲ့ပဲအဖွားကမီးတိုင်ပေါ်မှာပေါ်လာပြီးဂရိတ်ကိုနန်းလိုက်ကအသွင်ပြောင်းရှင်းဟာလည်းပြီးဆုံးသွားပါပြီ။မတေခင်မှာဂရိတ်ကဓာတ်မီတိုင်ပေါ်ကခေါင်းလောင်းတွေကိုတီးဖို့လက်ကင်ပြီးတော့ဆွဲနိုင်ခဲ့ပါတယ်
ဒင်းရောက်လာတဲ့အခါမှာတော့ Great ဟာရေပြားတွေတွန်းလိမ့်နေတဲ့အဖွားကိုရုပ်အလောင်းတစ်ခုဖြစ်နေပါပြီဒီအတော့အတွင်း Ellie နဲ့ Crit တို့ဟာ Ri က Great အတွက်ဝိုင်းရင်ရုပ်လေးနေတာကြောင့်တွေ့သွားပြီးကျန်တဲ့သူတွေဟာဝင်ကဘာထဲမှာရှိနေကြောင်းသိရပြီးအတူလိုက်သွားကြပါတယ်သူတို့လည်းခေါင်းလောင်းတန်ကိုကြားလိုက်ရလို့ဒင်းနဲ့ဆောင်ဖို့အမြန်ပြေးသွားကြပါတယ်အဲ့ဒီနောက်ကျောင်းအကစားခန်းမရဲမှာဒင်းကရုပ်အလောင်းဟာ Great ရဲ့လောင်းဆိုတာကိုလက်မခံပဲငင်းဆန်နေပါတယ်မိန်းကလေးတွေကအိမ်ပြီးပြောတာကိုပြန်ပြောပြပြီးသူတို့လည်းတေရှင်းတရားနဲ့ညီနီးကပ်လာတာကိုခံစားရတယ်လို့ဝန်ခံကြပါတယ်ဒင်းကတော့ငင်းဆန်နေတော့ဖြစ်ပြီးရီကဒင်းကိုဝီစီမှုတ်ဖို့စိန်ခေါ်ခဲ့လို့ Great တေးရတာဆိုပြီးအဖြစ်တင်နေပါတယ်ဒေါသထွက်နေတဲ့ဒင်းကရီကိုတွန်းလှန်လိုက်ပြီးသူမရဲ့စိတ်ကူးရင်ရှိကိုလှောင်ပြောင်လိုက်တာကြောင့်ရီတယောက်ထွက်ပြေးသွားပါတယ်ခဏအကြာမှပဲရမ်းမှုနေတဲ့ဒင်းကအခန်းထဲကဗရင်းပေါက်ကနေဝင်လာပါတယ်မှန်လေးကိုကြည့်လိုက်တဲ့အခါဒဏ်ရာတွေသွေးတွေအများကြီးထွက်နေတဲ့လူတစ်ယောက်ကိုတွေ့လိုက်ရပြီးသူထိတ်လန့်သွားပါတယ်သူဟာနောက်ဆုတ်လိုက်တဲ့အခါမှာတော့မတော်တဆစပွဲတွေမိရင်ကိုတိတ်မိသွားပြီးကွဲသွားပါတယ်အဲ့ဒီနောက်အခန်းမကြီးရဲ့မီးကိုလည်းဖွင့်လိုက်ရအဲ့ဒီလူဟာပျောက်သွားပါတယ်အဲ့ဒီနောက်သူ့မိဘတွေကအခန်းခောက်လာတာကြောင့်ဒင်းကသူ့အိမ်မက်ဆိုးတွေမက်လာပါလို့ဟန်ဆောင်လိုက်ပါတယ်သူ့ဖခင်ကအရဲတောက်ပြီးကားမောင်းတာကြောင့်စူပူကျိမ်းမောင်းပြီးဒါကတနေ့မှသူ့ကိုတေးလိုက်မယ်လို့ပြောပါတယ်တစ်ဖက်မှာလည်းခရစ်ရဲ့အိမ်မှာသူမကလွန်ခဲ့တဲ့တစ်နေ့ကသူမဆေးလွန်ခဲ့တာကြောင့်ယ်လီကိုပြောပါတယ်သူမအဖေကသူမကိုကားနဲ့စီးရုံပို့ဖို့ခေါ်သွားတော့မှကုန်တင်ကားတစ်စီးကဝင်တိတ်ခဲ့လို့သူမအဖေတေဆုံးသွားခဲ့ပါတယ်တခါတလေကြရင်သူမကိုယ်တိုင်တေသွားတင်တာလို့သူမကတွေးနေမိပါတယ်ယ်လီကသူမကိုနှစ်သိပ်ပြီးနန်းလျာမိန်းကလေးနှစ်ယောက်ကအတူအိတ်ဆက်ခဲ့ကြပါတယ်ခေါမိုးပေါ်မှာတော့ရီကမိုးရီထဲမှာထင်ရင် Great အကြောင်းတွေးနေပါတယ်ရုပ်တရက်သူ့လက်တရားဝက်ဝင်ရုပ်ပေါ်မှာသွေးရပေးနေတာကိုမြင်ပြီးစက်မှုလုပ်ငန်းတုံးကျိတ်ဆက်ထဲမှာအလောင်းတစ်ခုကိုသူမြင်လိုက်ရပါတယ်ဒါပေမဲ့ဒါတွေအားလုံးကသူ့ရဲ့စိတ်ကူးရင်မှုတွေပါပဲနောက်တစ်နေ့မှာတော့ရီနဲ့မိန်းကလေးတွေဟာအဲ့ရထဲမှာဖျားနေတဲ့ NPC ကိုတွားလေကြပါတယ်MV ကကျင်းစာတွေကိုရက်တမ်းဖို့အတွက်သူတို့ရဲ့တေချင်းတရားကိုအခြားတစ်ယောက်စီကိုလွှဲပြောင်းပေးရမှာဖြစ်ပြီးအဲ့ဒီလူကိုသူတို့ရဲ့သွေးနဲ့မှတ်သားထားရမယ်လို့ရှင်းပြပါတယ်ခရစ်ကမှန်လေးကိုကြည့်လိုက်တဲ့အခါမှာဆိုရင်သူ့ရဲ့တေချင်းတရားကသူမနောက်မှာစေးထွားကိုကင်ပြီးစောင့်နေတာကိုမြင်ရပါတယ်သူမရဲ့တေချင်းတရားကပျောက်ကွယ်သွားတဲ့အချိန်မှာ MV ကအဲ့ရထဲမှာတေဆုံးသွားပါပြီအဲ့ဒီနောက်သူတို့တောင်ရောက်ဘာလုပ်ကြမလဲဆိုတာကိုဆွေးနွေးကြပါတယ်ရီကသူ့ရဲ့တေချင်းတရားကိုသူတပားစီကိုလွှဲပေးရှင်ပေမဲ့ယ်လီကတော့ဒါကလူတက်မှုမြောက်တယ်လို့ပြောကကန့်ကွက်ပါတယ်သူတို့အငင်းပွားကြပြီးရီတယောက်တည်းထွက်သွားပါတော့တယ်အိမ်ကိုပြောင်းရောက်တဲ့အခါမှာဆိုရင်ဒင်းက Great တေဆုံးသွားတဲ့တင်းကိုမြင်ရပြီး TV ကိုပိတ်လိုက်ပါတယ်အဲ့ဒီနောက်သူကအဲ့ဒါကိုလက်မခံနိုင်ဖြစ်နေပါသေးတယ်ရုတ်တရက်သူ့အခန်းတကားနာနည်းနည်းစီပွင့်လာပြီးကြောက်စရာကောင်းတဲ့လက်တစ်ဖက်ပေါ်လာပါတယ်ဒင်းကတကားကိုကလက်ထိန်နဲ့ပြစ်ပေါက်လိုက်တာကြောင့်သူ့မိဘတွေကအာယုံစိတ်မိသွားပါတယ်သူကမိဘတွေထဲမဝင်နိုင်အောင်တကားကိုပရိဘောဂတွေနဲ့ခုထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဗီဒီယိုတွေကအဝေးကျိတ်တွေလှုပ်ရှားလာပြီးဒင်းရဲ့တေချင်းတရားကထွက်လာကသူ့ကောင်းကိုဖမ်းကင်ပြီးကားတိတ်ခံရတဲ့ပုံစံတိုင်းဖြစ်သွားစေခဲ့ပါတယ်ဒဏ်ရာတွေအားလုံးကသူ့ခန္ဓာကိုယ်ပေါ်မှာထွက်လာပြီးအယိုးတွေကြေမွကခန္ဓာကိုယ်အစိတ်ပိုင်းတွေပျက်စီးသွားပါတယ်သူ့မိဘတွေအခန်းထဲကိုတင်းဝင်လာချိန်မှာတော့ကျမ်းပြည်ပေါ်မှာလဲကျတည်ဆုံးနေတဲ့ဒင်းကိုပဲတွေ့ရပါတော့တယ်တစ်ဖက်မှာတော့ခရစ်နဲ့ယ်လီတို့ကရီရဲ့အခန်းမှာသူ့ကိုလိမ့်ချပေးမှမတွေ့ပါဘူးသူတို့ကရီအလုံးလုံးနေတဲ့တမ်မီတီစိတ်ုံကဓာတ်ပုံတွေနဲ့လူစိုးကိုတက်လိုက်တဲ့သူရဲ့ခေါင်းအကြောင်းရေးသားထားတဲ့ကာတွန်းစာအုပ်တုပ်ကိုတွေ့လိုက်တာကြောင့်အဲ့ဒါကတဲလွန်စာဖြစ်နိုင်တယ်လို့ယူဆပါတယ်။ဖျားကြောင်ဖြစ်မှာတော့ရီကနိုအာတယောက်တည်းခလေးတွေကိုနှုတ်ဆက်နေတာကိုကြည့်နေပါတယ်။လူရင်းထွက်သွားပြီးတဲ့နောက်မှာတော့ရီကတနက်တလဲနဲ့အထဲဝင်လာပြီးအိုးတလုံးကိုပြစ်လိုက်ပါတယ်။ရုတ်တရက်ဖျားကြောင်ကခေါင်းလုံးတန်မိလာတာကြောင့်ရီအာယုံလွင့်သွားပါတယ်။သူ့ကိုအခွင့်ကောင်းယူပြီးနိုအာကသူ့ကိုလူရဲပို့စူးစမ်းပါတယ်သူတို့တပ်ပုံနေကြရင်ရီလဲကျသွားပြီးနိုအာကတနက်ကိုပြစ်လိုက်ပေမဲ့ပြစ်လို့မရပါဘူးရီကနိုအာကိုလင်မန်းတစ်ခုနဲ့ရိတ်ချလိုက်ပြီးတတိမိသွားအောင်လုပ်လိုက်ပါတယ်နောက်ပိုင်းမှာတော့နိုအာနိုးလာတဲ့အခါမှာသူဟာတမ်မရီစိတ်ယုံကကလထိန်တစ်ခုပေါ်မှာအရှိခံထားရပါတယ်ရီကနိုအာရဲ့အိတ်ထဲကတရားမဝင်ဆေးတွေကိုထုတ်ယူပြီးအကုန်လုံးမျိုးချခိုင်းလိုက်ပါတယ်အဲ့ဒီနောက်ရီကသူ့လက်ကသွေးတွေကိုယူပြီးဝီစီကိုထုတ်လိုက်တဲ့အခါလက်မောင်းပေါ်မှာစက်သိန်းတွေထလာပါတယ်ရီကနိုအာကိုသွေးနဲ့မှတ်သားတော့မဲ့အချိန်ရောက်တော့မဲ့အခါမှာပဲမိန်းကလေးကဝင်လာပြီးတားပင်မဲ့သူကတနက်တွေနဲ့ချိန်ပြီးသူတို့ကိုအနားမကတ်ခိုင်းပါဘူးနိုအာကအသက်ဘေးကနေလွတ်မြောက်ဖို့တောင်းပန်ပေမဲ့မိန်းကလေးတွေရဲ့တောင်းဆိုမှုကြောင့်ရီကလက်ကိုပြန်ယုံလိုက်ပါတယ်လူတိုင်းတခါတော့တရားမှာပဲလို့ရီကပြောလိုက်တဲ့စကားကြောင့်ခရစ်အကျန်တစ်ခုရသွားပါတယ်အဲ့ဒီချိန်မှာပဲရီကသူ့ရဲ့တေရှင်တရားအတန်ကိုကြားလိုက်ရပြီးသူ့ရဲ့ဒဏ်ရာကနေလက်မောင်းကိုမမြင်တဲ့အရာတစ်ခုကဆွဲယူနေပါတယ်အဲ့ဒါကြောင့်တနက်လည်းလွတ်ကျသွားပါတယ်မိန်းကလေးတွေကသူ့ကိုကယ်တင်ဖို့ကြိုးစားပေမဲ့နောက်ကျသွားပါပြီ။သူဟာကျိတ်ဆက်ထဲမှာတေးရမှာဖြစ်တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကစတင်ပျက်စီးလာပါပြီ။သူ့ခန္ဓာကိုယ်တစ်ဝက်လောက်ပဲကျန်တော့တဲ့အချိန်မှာပောက်ကွယ်သွားပါတော့တယ်။နိုအာတတိမေ့သွားတဲ့အချိန်မှာတော့ခရစ်ကစိတ်ထဲကျပြီးယ်လီကသူမကိုပြန်နှစ်သိပ်ပေးပါတယ်
အဲ့ဒီနောက်အကြံတကူရတယ်လို့သူကတတိပေးပါတယ်။မိန်းကလေးတွေကယ်လီရဲ့ကားစီပြေးသွားပြီးစေးရုံသုံးပစ္စည်းတွေကိုယူနေကခရစ်ကသူမကိုအစီအစဉ်ကိုရှင်းပြပါတယ်။အင်ဆူလင်ကိုသုံးပြီးနှလုံးကိုခိတ္တရက်တန့်စေကအက်ဒရီနယ်လီနဲ့ပြန်လည်အသက်သွင်းမှာဖြစ်ပါတယ်။ဒါဆိုရင်တစ်ချိန်သိပြီးသားဖြစ်လို့တည်ချင်းတရားကထွက်ခွာသွားတော့မှာပါ။သူတို့စက်ရုံတွေကပစ္စည်းတွေတည်သွားတဲ့အခါမှာခရစ်ကသူမရဲ့တည်ချင်းတရားစောင့်နေတာကိုမြင်လိုက်ရပါတယ်။စက်ရုံတွေကပစ္စည်းတွေကိုသုံးပြီးအားလုံးကိုပြင်ဆင်ကတကားကိုပိတ်လိုက်ပါတယ်။ခရစ်ကအယ်လီကိုရင်ကဲရှိပေမဲ့အယ်လီကခရစ်ရဲ့လက်မောင်းကိုအီဆိုလီအမြန်ထိုးလိုက်တာကြောင့်ခရစ်ကသူမရဲ့တည်ချင်းတရားဟာဒီခိတ်တန့်ကိုပဲပြသနေတာလို့သူမသိလိုက်ရပါတယ်ခရစ်ရဲ့ခန္ဓာကိုယ်ဟာရေခဲကန်ထဲကိုပြုတ်ကျသွားပြီးတော့နှလုံးရက်တဲ့အထိအယ်လီကရေထဲမှာဖိထားလိုက်ပါတယ်။သူမတည်ဆုံးသွားတဲ့အချိန်မှာခရစ်ကသူမရဲ့မိသားစုကိုစိတ်ခဲကတောင်းပန်လိုက်ပါတယ်။အဲဒီနောက်အယ်လီကခရစ်ကိုရေထဲကနေဆွဲထုတ်ပြီးတော့အက်ဒရီနယ်လင်ကိုထိုးကနှလုံးခုန်ဆက်နဲ့အသက်သွင်းဖို့ကြိုးစားပါတယ်။ခရစ်ကတတိယလူနီးပါးဖြစ်ပေမဲ့သူမရဲ့စိတ်အာရုံထဲမှာတည်ခြင်းတရားကသူမကိုဆက်ပြီးတော့ဖမ်းဆီးထားပါတယ်။စိတ်ပြက်လိုက်ပဲဖြစ်နေတဲ့အယ်လီကတော့အသက်ရှူနှောင်းကိုကူညီပေးတဲ့ CPR ကိုစတင်လှုပ်ဆောင်ပေမဲ့အသေးချင်းတရားကတော့ခရစ်ကိုလွတ်မပေးပါဘူး။အဲ့ဒီအချိန်မှာပဲနိုလာပြီးကလထင်ကနေလွတ်မြောက်သွားပါတယ်။သူကတနက်ကိုယူပြီးတော့တကားကိုတူနဲ့ရိတ်ထုပါတော့တယ်။အဲ့ဒီနောက်အယ်လီရဲ့သေချင်းတရားကလည်းပေါ်လာပြီးအဲ့ဒီမှာကြောင်းတက်တုံးကသူမမြင်ခဲ့တဲ့မိန်းကလေးဖြစ်နေပါတယ်။နိုဝါကတကားကိုအပေါက်ဖောက်ပြီးတော့တနက်နဲ့အထဲကိုပစ်လိုက်တာကြောင့်နှလုံးခုန်ဆက်ပျက်စီးသွားပြီးအယ်လီရဲ့ဒဏ်ရာရသွားပါတယ်။ဒါပေမဲ့ဒါကအယ်လီကိုမတားဆီးနိုင်ပဲခရစ်ရဲ့နာမည်ကိုထက်ခါခေါ်နေတာကြောင့်ခရစ်ကတေချင်းတရားကိုတွန်းလှန်ဖို့အင်အားရလာပါတယ်ခရစ်တို့လာတဲ့အချိန်မှာတော့အယ်လီကကျမ်းမြေပေါ်မှာတက်နေတဲ့သူမရဲ့တေချင်းတရားကစောင့်နေတာကိုတွေ့လိုက်ရပါတယ်အဲ့ဒီအချိန်မှာနိုအာအထက်ကိုဝင်လာပြီးဖျားသခင်မှာလူရင်းအတွက်အလုပ်တစ်ခုစီရှိတယ်လို့ပြောလိုက်ပါတယ်သူကအယ်လီရဲ့သွေးကိုထိလိုက်တာကြောင့်အယ်လီရဲ့တေချင်းတရားပျောက်ကွယ်သွားပါတယ်အဲ့ဒီနောက်မှာတော့သူ့ရဲ့ကိုယ်ပိုင်သေခြင်းတရားပေါ်လာပြီးသူ့တနက်နဲ့ပြစ်လိုက်တဲ့ကြည်စံတိုင်းဟာသူ့ခန္ဓာကိုယ်ပဲပြန်ထိမှန်စေခဲ့ပါတယ်။သူလဲကျသွားပြီးသေခြင်းတရားကလည်းသူ့ကိုတက်ပစ်လိုက်ပါတယ်။ခရစ်ကအယ်လီကိုပွေ့ဖက်ထားတဲ့အချိန်မှာကြည်စံတစ်ခုကဝီစီကိုဖျက်ဆီးလိုက်တာကိုတွေ့လိုက်ရပါတယ်။၃လအကြာမှာတော့ခရစ်ကသူမရဲ့သေခြင်းတရားကိုတစ်ခါတလေမြင်ရတဲ့လို့ထင်ပေမဲ့အယ်လီနဲ့ရှိနေတဲ့အတွက်ပျော်ရွှင်အောင်နေထိုင်တတ်လာပါပြီ။တစ်ဖက်မှာတော့တခြားမိန်းကလေးတယောက်ဟာသူမရဲ့ဗီဒီယိုထဲမှာရှေ့အောင်ပစ္စည်းတစ်ခုကိုတွေ့သွားပါတယ်။ကျောင်းသားဆောင်ကြီးပွဲတော်မှာအဲ့ဒီမိန်းကလေးကဝီစီကိုထုတ်ပြီးတော့မှုတ်လိုက်ပါတော့တယ်ဒီနေရာမှာပဲဇလန်လေးကတော့အဆုံးသတ်သွားပါတော့တယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဇလန်လေးကိုနှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးက notification ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးနော်